တော့ကျွန်တော်တို့မမေ့ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့မနေ့ဒီကနေ့ဆိုရင်ကျွန်တော်မနေ့ကပဲရောက်သွားပြီလေဆိုရင်အဲ့တော့ကျွန်တော်တို့တန်ပြောကနီးတွေရောက်သွားပြီနော်မင်းကတန်ပြောကနီးမှာလဲ text ထဲမှာမပါလာလေးတွေပဲများသောအားဖြင့်ပါလာလေးပဲကျွန်တော်ဒီကလှုပ်ထတာပါနောက်နေ့တွေကျရင်တော့ပို့ပြီးတော့မေခွန်းလေးကစုံသွားမှာပါအဲ့တော့ကျွန်တော်တို့ကပု္ပ္ပာနံပါတ်54ဟိုစာအုပ်အဝါလေးပု္ပ္ပာနံပါတ်54ပြီးမှကျွန်တော် text ကိုပြန်သွားမယ်ပေါ့ပု္ပ္ပာနံပါတ်54မှာပု္ပ္ပာနံပါတ်54မှာကျွန်တော်တို့အញ្ញသမန်စေတသိက်တွေရဲ့တကတံပယောဂနီးကိုခုပြောနေတာဖြစ်ပါတယ်အဲ့တော့တံပယောဂနီးဆိုတာဘာလဲဆိုလို့ရှိရင်ဟုတ်တယ်ပု္ပ္ပာနံပါတ်ခေါ်တာ54အဲ့ဟိုဘာဆောင်လေးတဲ့ပု္ပ္ပာနံပါတ်54မှာနော်အဲ့ဒါတော့အစိတ်ပြောရတာပေါ့အကျဉ်အားဖြင့်သူ့ရဲ့အကျဉ်ကတော့အញ្ញသမန်စိတ်တည်းရဲ့တံပြောကနီးအဲ့တော့တံပြောကနီးဆိုတော့ဘလို့မနေ့ကပြောထားပြီးပြီဘလို့နားလဲတံပြောကနီးဆိုတာဘာလဲလို့မေးရင်ဘလို့ပြောတံပြောကနီးဆိုတာစေတသိက်တစ်လုံးမှာစိတ်မြည်မြရှင်တယ်ဆိုတာကိုဖော်ပြတယ်ပြောပြတဲ့နီးအဲ့ဒါပါလေတံပြောကနီးသင်္ဃာနီးကြတော့စိတ်တစ်ခုမှာစေတသိက်မြည်မြရှင်တယ်ဆိုတာကိုပြောပြတဲ့နီးကဘာနီးလဲအဲ့ဒါကသင်္ဃာနီးအဲ့တော့ကျွန်တော်တို့ဒီသာသနာ့ဝန်ထမ်းယဟန်ဒီလရှင်တွေရဲ့ဘဝရာကတော့တံပြောကနီးသည်စေတသိက်တစ်လုံးမှာစိတ်မြည်မြရှင်တယ်ဆိုတော့ပြတဲ့အတွက်သူ့ကိုစိတ်ရှင်လို့ပြောသင်္ဃာနီးကြတော့စိတ်တစ်ခုမှာစေတသိက်မြည်မြရှင်တယ်ဆိုတော့ပြတဲ့နည်းဖြစ်တဲ့အတွက်ကြောင့်ဗါတဲ့စေတသိက်ရှင်လို့ခေါ်တယ်အဲ့တော့ဘိနမစကလုံးရတော့တံပြောကနီးသင်္ဃာနီးအလွယ်ပြောရင်တော့ပါစိတ်ရှင်စေတသိက်ရှင်အဲ့ဒီထဲမှာကျွန်တော်တို့ဒီနေ့နော်တံပြောကနီးကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ဘာရဲ့တံပြောကနီးလဲဆိုလို့ရှိရင်အញ្ញသမန်စေတသိက်တို့ရဲ့တံပြောကနီးအဲ့အញ្ញသမန်စေတသိက်ထဲမှာတောင်မှကျွန်တော်တို့တမ္မာစိတ်နာသာသနာစေတသိက်ကတော့စိတ်ဘယ်နှပါးမှရှင်းလဲတမ္မာစိတ်သာသနာစေတသိက်ကစိတ်မြည်မြရှင်တယ်လေစိတ်မြည်မြမှာရှင်တယ်လေအားလုံးနဲ့ရှင်တယ်အားလုံးနဲ့ရှင်တော့သူ့ကိုထူးပြတယ်ပေါ်ပြကြလို့လားမလို့တော့ပကိစေတသိက်ကိုပဲကျွန်တော်တို့ကပါတော့ပေါ်ပြမှာဖြစ်တယ်နော်အဲ့တော့နံပါတ်ပု္ပ္ပာနံပါတ်54အဲ့ပါပု္ပ္ပာလေးဖတ်ကြည့်လိုက်ဆံမှာပူဇော်ရေးသမ်းပါโอเคတကယ်စေတသိက်6ပါးစလုံးအဲ့မှာနော်အဲ့မှာမိကုံးရဲ့ဆိုလိုရင်းအဘောကိုမှားမယ်နော်6ပါးစလုံးဆိုတော့တကယ်စေတသိက်6ပါးစလုံးမှာဘယ်ကောင်မှမရှင်တဲ့ဟာလို့သွားထင်ရမှာစုတယ်ဟုတ်ပြီနော်တကယ်စေတသိက်6ပါးစလုံးမှာမြည်သည့်စေတသိက်မှာမရှင်သောဆိုတဲ့အဓိပ္ပာယ်ကိုသွားပြီးတော့ဝင်မှာစိုးရတယ်ခုကအဲ့လိုမဟုတ်ဘူးနော်နော်ဘာဖြစ်မလဲဆိုလို့ရှိရင်ဟုတ်လားပကိစေတသိက်ဆိုတာဝိတ္တဝိစာရဒီမောကဝိရိယပိဋိဆန္ဒ6ပါးအဲ့6ပါးစလုံးတပါးမှမရှင်တာမဟုတ်ဘူးအဲ့6ပါးစလုံးအပြည့်အစုံခု6ပါးရှိတယ်အဲ့6ပါးစလုံးအပြည့်အစုံမရှင်တဲ့စိတ်ကိုပြောတာဟုတ်ပြီနော်ကြောကြလေးလေးအဲ့ဟိုဘယ်လိုပြောမလဲအဲ့ပကိစေတသိက်6ပါးစလုံးတပါးမှမရှင်တဲ့စိတ်ကိုပြောတာမဟုတ်ဘူးအဲ့တော့မှတ်မိလိမ့်မယ်အောက်တန်းတွေတော့ကနော်ဝိတ္တပကိစေတသိက်ရှင်နာဟေကိုပြောတဲ့စိတ်ရဲ့အရှင်ကိုပြောတဲ့နေရာမှာလင်္ကာလေးရှိရလေ
ဒွေးခြင်းဒွေးခြင်းဒွေးဝိခြင်းဒွေးတန်တော်တဲ့အကျင့်မှတ်ပြီးတော့ဗါလဲတော့သောမနတရှင်ကုံလုံးခြင်းအဟိမောဟမှုတွေကုံကျင်ပြီးဟောပြီနော်အဲ့တော့အဲ့ပကိစေတသိက်6ပါးစလုံးမရှင်တဲ့စိတ်ဆိုတာကဝိတ္တတိဒွေပင်္သဝိညာဉ်30ကျင်တယ်ဝိတ္တကဒွေပင်္သဝိညာဉ်30လုံးတော့ကျင်တယ်ဝိဇာရကလည်းဒွေပင်္သဝိညာဉ်30လုံးကျင်တယ်အထီးမောက်ကကြလည်းဒွေဝိကျင်ဆိုတော့နော်ဒွေပင်္သဝိညာဉ်30နဲ့ဝိသိကိစ္စဆိုတော့ဒီမှာနော်ဒွေပင်္သဝိညာဉ်30ဒီမှာလည်းပါနောက်ဝိရိယကြတော့လည်းဒွေတန်တော်တဲ့အကျင့်မှတ်ဆိုတော့ဒွေပါနေတယ်ဒွေပင်္သဝိညာဉ်30ပါနေတယ်နောက်ပီတိကြတော့သောမနတရှင်ကုံလုံးကျင်တဲ့နော်သောမနတမှာပဲရှင်ပြီးတော့ကျန်တဲ့ဟာတွေမှာကုံလုံးကျင်တယ်အဲ့ဒါဆိုရင်ဒွေပင်္သဝိညာဉ်30ကဘာဝေဒနာလဲသောမနတလားဥပေက္ခဥပေက္ခအဲ့ဒါဆိုရင်အဲ့ဒီမှာလဲဘာပါနေတယ်ပီတိပါနေတယ်ကျင်တယ်နော်ဆန္ဒကတော့အာယမောဟမှုတွေကုံကျင်ပြီးနော်ဆန္ဒကတော့အာယစိတ်ရဲ့မောဟမှုတွေအာယစိတ်ဆိုမှတော့ဒွေပင်္သဝိညာဉ်30ရောပါမသွားဘူးလားပါသွားတယ်အဲ့တော့ဒီနော်သဘာစိတ်တဲ့ပကိစ္စတဲ့6ပါးစလုံး6ပါးစလုံးမရှင်နိုင်တဲ့စိတ်ဆိုရင်ဘာကိုပြောမလဲဒွေပင်္သဝိညာဉ်30ကျန်တဲ့စိတ်တွေကတော့ဟိုဟာရှင်တယ်ဒီဟာမရှင်ဘူးဟုတ်တယ်နော်အဲ့လိုဖြစ်အဲကြောင့်မလို့ဟုတ်လားပကိစ္စတဲ့6ပါးစလုံးမရှင်နိုင်သောစိတ်မှာဘာဖြစ်မလဲဒွေပင်္သဝိညာဉ်30ဖြစ်ပြီးမရှင်နိုင်ရင်အကြောင်းရင်းမှာတဲ့၎င်းတို့သည်အလုံးစုံအောက်အာနေသောကြောင့်ဖြစ်တယ်ကျန်တဲ့စိတ်တွေထက်သူကဘာဖြစ်လဲအာနေလို့ကဲဟုတ်ပြီနောက်မောဟမှုဒေါသမှုစိတ်တို့မှာလောဘမရှိရခြင်းအကြောင်းဒေါသမောဟမှုသူ့အကူတွေ့ဝေးနေတာတွေ့ဝေးနေမှတော့ဒီကောင်တတ်မဲ့ရမယ်လို့သိပါမသိဘူးနော်တွေ့ဝေးနေတယ်ဒေါသမှုကလည်းသူ့အကူဒေါသရဲ့ဖြစ်ပြီးစိတ်ဆိုးနေတာအဲ့ချိန်မှာတတ်မဲ့တဲ့စိတ်ဖြစ်အောင်မရှိဘူးအဲ့ဒါကြောင့်မလို့ဒေါသမှုမောဟစိတ်တို့မှာလောဘမရှိရခြင်းအကြောင်းရင်းမှာဘာဖြစ်တော့ထိုစိတ်တို့သည်ဗါတဲ့နော်တတ်မဲ့ခြင်းကင်းသောကြောင့်ဖြစ်သည်ရပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကျန်တာလေးကိုဆက်သွား50နဲ့5ဟုတ်ပါဘူးဟုတ်တယ်ဟာခုန54 50နဲ့5မနေ့ကနော်ပြောပြီးပါပြီဒါပေမဲ့ဖတ်လိုက်စမ်းပါဦး55သောတာပတိမဲ့စားတော့မဲ့တို့ရဲ့ဒုစရိုက်ဒုရာစီဝါတို့ဘယ်ကဲ့သို့ပယ်ဖြတ်တယ်ဆိုတာကိုစာရှုသူသဘောကျအောင်ပြောပြခဲ့စမ်းပါတဲ့အဲ့တော့အားလုံးကိုတော့မဟုတ်ဘူးဥမာမနေ့ကကျွန်တော်ပြောလို့သောတာပတိမဲ့ဟာဒုစရိုက်ဒုတာရာစီဝါကိုပေါ့နော်အကျွင်းမဲ့ကြီးတော့ तू ကအကုန်မပယ်နိုင်သေးဘူးအချို့ဒုတိယဒုတာရွာကိုတော့အကျွဲမဲ့ပယ်တယ်အချို့တော့ဘာဖြစ်မလဲအပါယဂမနီယအပေကိုလားစီနိုင်တဲ့တတ္တိကိုအခိုက်တက်အဲ့ဒီအခိုက်တက်ကိုပယ်ခြင်းရဲ့စွမ်းဖြစ်ပါပယ်ဖြတ်ပါတယ်နော်ပယ်ဖြတ်ပါတယ်အဲ့လိုဖြေရမှာဖြစ်ပါတယ်ဥမာဆိုပါစို့သောတာပတိမဲ့ဟာအပေကိုလားစီနိုင်တဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စမင်းဖြစ်လိုက်လို့ပယ်လိုက်တဲ့အတွက်သောတာပတိမဲ့ဒီဘာဖြစ်မလဲအပယ်ကိုတော့အဘာယခမနီယတတ္တိကိုတော့သူပယ်လိုက်ပြီ။ဒါပေမဲ့သူတန်ត្រာကျင်အောင်ပါပဲကျင်လည်အောင်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကြံတဲ့ဒုစရိုက်ဒုရာဇီဝါတွေသူမပယ်ရမကြံသေးဘူးလား။ကြံတယ်ဘောပေါက်တယ်နော်။အဲ့ဒါမျိုးပြောတာ။ Okay ။ကဲအဲ့ဒါဆိုရင်56ကဲမေကွန်ဖတ်လိုက်စမ်းပါဗျာ။အဲ့မှာနိယတဆိုတာအမြင်နိယတဆိုတာပါအမြင်ယောဂီဆိုတာရှင်တာနိယတဆိုတာပါလေအမြင်ယောဂီဆိုတာရှင်တာကဲအဲ့တော့
စာမေးရမယ့်လူကမလာသေးတော့ဟလားနော်မကြည်စမ်းမယ်လက်ကြမကြည်စမ်းခင်ဗျာညီဒယောဂီတွေမှတ်မိသေးလားညီဒယောဂီစေတသိက်တွေကဘာတွေဆိုတော့မှတ်မိသေးလားမမှတ်မိလဲစာအုပ်ပိုင်စာအုပ်ပြန်ကြည့်ပြညီဒယောဂီစေတသိက်နော်မနေ့ကနေပူတော့လာတယ်ဒီနေ့မိုးရွာမှာကိုလူတွေမလာဘူးနဲ့တူခနိယတယောဂီစေတသိက်နိယတယောဂီစေတသိက်တွေဟာဘယ်ဟာလဲနောက်အနိယတယောနိယတမပြည့်မသိအနိယတပြောပြအနိယတဆိုရင်ဘာလဲတော့ဣဒ္ဓမစ္စရိယကုက္ကုဆာဝိရတိသောဝိရတိအပမညာဟုတ်တယ်မလားဣဒ္ဓမစ္စရိယကုက္ကုဆာဝိရတိကရုဏာကရေယောနာနာကရာစီမာနောစာထိနာမေတံတထာသဟာနိယတယောဂီနဲ့အနိယတယောဂီစေတသိက်ခွဲတဲ့နေရာမှာအနိယတဆိုတာအမြဲမရှင်တာနိယတဆိုတာပေါ့အမြဲရှင်တာကဲအဲ့တော့ဧတာမစ္စရာကုက္ကုဆဝိရတိကရုဏာဂရိတယောဧတာယမစ္စရိယကုက္ကုဆဝိရတိစာချိတိတို့ဟာနာနာကရာစီမာနောစာတချို့ကတခါကြကြတချို့ကနာနာတချို့ကကရာစီတချို့ကနာနာကရာစီနော်အဲ့လိုတွေဝင်ဖြစ်ကြတယ်တဲ့အဲ့တော့ငင်္ဂါလေးတွေခင်ဗျားတို့ကကျွန်တော်စီကိုခုမှရောက်လာတဲ့လူတွေကများတယ်ဆိုတော့နော်ဘယ်လိုလဲတော့ကျွန်တော်တော့မသိဘူးနော်အဲ့တော့17မှာအနိယတကျွင်းကြံသမျှနိယတ41မှတ်ပါမှန်လားမနော်အာနိယတစေတသိက်အကုန်ပေါင်းရင်အာနိယတစေတသိက်က17လုံးရှိတယ်17လုံးဆိုတော့စေတသိက်50နှစ်တည်းက17လုံးလွတ်လိုက်တော့ပါတော့40လုံးအဲ့40လုံးကပေါင်းနိယတဟုတ်ပြီနော်အခုဒီမှာမေးထားတာကဒီမေကောကဝိရတိစေတသိက်တို့သည်လောကုတ္တရာစိတ်၌တပြိုင်နက်ဟုတ်ပါဘူးစေအမြဲရှင်သောကြောင့်အမြဲရှင်တယ်နိယတနော်အမြဲရှင်တယ်တဲ့အဲဝိရတိစေတသိက်တွေဟာဝိရတိစေတသိက်ဆိုတော့ဟိုနောင်နာရောက်သွားပြီဗျကျွန်တော်မေကောကဘာရောက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သောမနာစေတသိက်ရဲ့တံမျောကနီးတဲ့ကိုရောက်သွားပြီသောမနာစေတသိက်ရဲ့တံမျောကနေဝိရတိယောပါဏတိတ်တော်ပြီလောကုတ္တရာစိတ်တေသူတပ္ပတာပိနိယတဧကာတောဝလဗ္ဗန္တိဟောဝိရတိယောပါဏဝိရတိစေတသိက်တို့ဒီကတိတ်တော်ပြီသုံးပါးပြားရှိတယ်လေဖြစ်သောဝိရတိယောပါဏဝိရတိစေတသိက်တို့ဒီကလောကုတ္တရာစိတ်တေသူလောကုတ္တရာစိတ်တို့၌တပ္ပတာပိခတ်သိမ်းသောချင်းအားဖြင့်လေနိယတအမြဲဧကာတောဝတပြိုင်နက်တည်းသာလျက်လဗ္ဗန္တိရကုန်၏လောကုတ္တရာစိတ်မှရလောကိယတုပါဏကာမဝဆရကုတလေသူဝဂရာစီတန်တိတ်တန်တိဝိတုံတိဝိတုံသို့တော်လည်းပဲလောကီကုသိုလ်မှာကြတော့ဂရာစီတခါတည်းမှာဝိတုံအတိတန်တိတ်တန်တိထင်ကုန်လဲအဲ့ဒါခင်ဗျားတို့လည်းမပါဘူးဒါအသိဉာဏ်ပါဠိယာကြီးပြောတယ်အဲ့တော့လောကုတ္တရာဝိရတိစိတ်ကလောကုတ္တရာစိတ်မှာနိယတလို့ပြောတယ်တဲ့ဒါပေမဲ့တဲ့နော်ဒါပေမဲ့တဲ့နော်အဲ့ဒီသင်္ညဝအဲ့တိုင်ပြောတော်ညာလည်းပဲပြောထားတဲ့အတွက်နိယတဧကာတောဝအမြဲတပြိုင်နဲ့ပြောချင်တာကဝိရတိစေတသိက်သုံးပါးကတမဝါစာတမကန္တမန္တတမအာဇီဝဆိုတဲ့ကောင်တွေကဒ
ဒီတယောက်ကရှင်ပြီးတယောက်ကမရှင်တာမဟုတ်ဘူးဝိတ္တိ၃ပါးသလုံးလောကုတ္တရာစိတ်မှာတပြိုင်တည်းရှင်တယ်နော်တပြိုင်တည်းရှင်တယ်အမြဲတမ်းလည်းရှင်လို့တဲ့အဲ့ဒီကာဟာတွေကိုနော်နိယတယောဂီစေတသိက်ဆိုသင်းဒီမဟုတ်ပါလောတဲ့နော်တကယ်တော့ဝိတ္တိကဘယ်ထဲမှာပါနေအာနိယတထဲမှာပါနေတယ်မို့လားခုနကလေစတဲ့လုံးထဲမှာဟုတ်ပြီနော်အဲ့ဒါဆိုရင်တဲ့သူတို့နိယတဆိုသင်းဒီမဟုတ်ပါလောအဘဲကြောင့်၎င်းတို့အာနိယတယောဂီစေတသိက်ဆိုရသည်ကိုအကြောင်းသွင်းရှင်းပြခဲ့ပါမိမိတို့ရဲ့ရှင်ရာစိတ်၌အမြဲရှင်သောစေတသိက်တို့ကိုသာနိယတယောဂီဟုဆိုရခြင်းဖြစ်တယ်ဤဝိနဝိရတိတို့ဟာလောကုတ္တရာစိတ်မှာအမြဲရှင်မှုနည်းတယ်။ဘာဖြစ်လဲအမြဲရှင်မှုနည်းပြီးမရှင်မှုကများသောကြောင့်အာနိယတစေတသိက်ဟုဆိုရခြင်းဖြစ်ပါတယ်။အာနိယတစေတသိက်ဟုဆိုရခြင်းဖြစ်တယ်။အဲ့တော့စဉ်းစားကြည့်အောင်အဲ့ဒီဝိရဏိစေတသိက်တွေဟာတမဝါစာတမကမ္မနာတမအာဒီဝတွေဘာသဘောတွေလဲဆိုလို့ရှိရင်သီလသဘောတွေဟုတ်သီလသဘောတွေပဲသီလသဘောတွေပဲသို့တော့နော်ဘာဖြစ်လဲဆိုလို့ရှိရင်လောကုတ္တရာစိတ်မှာကြတော့ဒီမှာသောတာပန်သက္ကရာဂံအနာဂံယဟန္တာအဲ့ဒီပဲဖြစ်လို့ဥရင်းဖြစ်တဲ့အခါမှာသူတို့ရဲ့အခြေခံသီလကကောင်းပြီးသားဖြစ်သွားတဲ့အတွက်အထူးတလဲရှောင်ကျင်မှုကဘာဖြစ်မလဲမက်တွေမြင့်မြင့်လာရင်ဘာဖြစ်မလဲနေသွားမှာအဲ့ကြောင့်လောကုတ္တရာစိတ်မှာဘာဖြစ်မလဲသူ့ရဲ့ရှင်မှုဟာဘာဖြစ်မလဲနော်အေးအမြဲရှင်တယ်ဆိုတော့ညာလဲနေတယ်ရှင်တော့ရှင်တယ်ရှင်မှုကနေတယ်မရှင်မှုကဘာလဲများတဲ့အတွက်ကြောင့်သူ့ကိုဘာလို့ခေါ်ရလဲအာနိယတယောဂီစေတသိက်ကိုဆိုရခြင်းဖြစ်ပါတယ်။ကဲအကြောင်းနဲ့တကွာအဲ့ဒါ။ကဲနောက်90ခွန်မိကုံးဖတ်လိုက်စမ်းပါဝိရိလိစေတသိက်တို့ရဲ့လောကုတ္တရာစိတ်မှာတပြိုင်နက်ခုနပြောတဲ့ဧကတောဝနော်ဧကတောဝရဲ့အဓိပ္ပာယ်ကိုဒီပြိုင်နဲ့ရှင်ရခြင်းအကြောင်းနဲ့အပ္ပနာတို့ရောက်သောအပ္ပမညာတို့ဤသောမနတနဲ့ကင်း၍မဖြစ်ခြင်းအကြောင်းရင်းကိုလည်းရှင်းပြခဲ့ပါအဲ့တော့ဝိရတိစေတသိက်တရားတဲ့ဒါအာရမဏသင်္ခါကိုပိုင်ရင်တော့အခြေခံမှာနင်းဖြစ်ခဲ့ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့တော့နိဗ္ဗာန်အာယုံဤတစ်ခုတည်းအစွမ်းဖြင့်အာယုံမပြားသောကြောင့်ကဲအာရမဏသင်္ခါကိုနော်ဒီထားမှာတော့ကျွန်တော်မမေးတော့ပါဘူးနော်အဲ့တော့နိဗ္ဗာန်အာယုံတစ်ခုတည်းအစွမ်းဖြင့်အာယုံမပြားသောကြောင့်တမ္မာဝါစာတမ္မာကမ္မနာတမ္မာအာဇီဝဆိုတာဘာဖြစ်မလဲတန်ត្រာမှာကျင်လဲခြင်းနေသေးရင်မဟုတ်တာလုံနေသေးခြင်းလုံနေခြင်းသေးရင်အဲ့တမဝါစာတမငနာကမ္မနာတမအာဇီဝတွေဟာဘာဖြစ်ပါဖြစ်နိုင်မှာဖြစ်နိုင်နော်ဖြစ်နိုင်အဲ့တော့သူကနိဗ္ဗာန်ကိုအာယုံဓာတ်ရိုက်မပြုတ်တော်ရလဲညာလဲပဲနိဗ္ဗာန်ရဲ့အာယုံတစ်ခုတည်းရဲ့စွမ်းပြီးအာယုံမှာတော့မပြားဘူးတဲ့မပြားတဲ့အတွက်ကြောင့်ဝိတ္တိတို့ဟာလောကုတ္တရာစိတ်မှာဒီတိုင်းလဲရှင်လောကုတ္တရာစိတ်ကလည်းဟုတ်လားလောကုတ္တရာစိတ်ကနိဗ္ဗာန်ရမနာတိတည်တဲ့သင်္ညုံမှာလောကုတ္တရာစိတ်တို့သည်နိဗ္ဗာန်သာလျှင်အာယုံရှိတယ်နိဗ္ဗာန်သာလျှင်အာယုံရှိတော့ဟောဒီတမဝါစာတမကမ္မနာတမအာဇီဝကလည်းနိဗ္ဗာန်တစ်ခုတည်းကိုပဲအစွမ်းဖြင့်အာယုံရှိတယ်အာယုံတော့မပြားဘူးမပြားတဲ့အတွက်ကြောင့်ဟုတ်လားလောကုတ္တရာစိတ်ကလည်းနိဗ္ဗာန်ကိုအာယုံပြုတဲ့အတွက်ကြောင့်အဲ့နိဗ္ဗာန်ကိုအာယုံပြုတဲ့လောကုတ္တရာစိတ်မှာဝိတ္တိသီ၃ပါးဘာဖြစ်လဲတပြိုင်နဲ့ဘာဖြစ်မလဲရှင်တယ်တိုးတော့လောကီစိတ်တွေမှာတော့လောကီကုသိုလ်စိတ်တွေမှာတော့သူတပြိုင်နဲ့မရှင်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့လောကီကုသိုလ်ဟာနိဗ္ဗာန်တကူတဲ့အာယုံပြုတာမဟုတ်ဘူးနော်ကာမဝဇ္ဇကုသိုလ်တွေကတော့ခဏပြောလို့ကျန်တဲ့ဟာတွေပဲနတ်ပြည်တို့ဘာသူကတိတို့ဘာတို့ညာတော့အာယုံပြုမှာပဲလေနိဗ္ဗာန်ကိုအာယုံပြုတယ်ဆိုတာကပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ကျွန်တော်တို့က
ဆန္ဒပြုတဲ့အနေနဲ့လားဣဒံမေပုံညာနိဗ္ဗာန်တပစ္စည်းရောဟောတုလို့လုံးနေတာနော်ဒီဣဒံမေပုံညာနိဗ္ဗာန်တပစ္စည်းရောဟောတုလို့လုံးနေတာတကယ်တမ်းကနော်အလူတလူမှာဆိုလို့ရှိရင်လေကျွန်တော်တို့တောရွာကိုကိုဆိုးရပေါ့အလူတကလူမှာဘုန်းကြီးရှိတာဣဒံမေပုံညာနိဗ္ဗာန်တပစ္စည်းရောဟောတုလုံးနေတာစိတ်ကဘာပြောင်းလဲနောက်ကဟင်းအိုးတွေတဲအိုးတွေရောက်နော်ပိုတဲ့ဟင်းတွေကိုငါ့အကြဘက်ကအမျိုးတွေအများခတ်မာလားသင်မာလားအမိမဘက်ကအမျိုးတွေအများခတ်မာလားသင်မာလားအဲ့လိုမျိုးတွေနဲ့အဲ့တော့နိဗ္ဗာန်တပစ္စည်းရောဟောတုဆိုတဲ့အဓိပ္ပာယ်တစ်မျိုးဖြစ်နေတာပေါ့နော်အဲ့တော့လောကီကုသိုလ်ကပြောနေတာကကျန်ပြန်မယ်ဆိုလို့ရှိရင်သူကကာမအာယုံနဲ့အာယုံပြုတာဗျာအာမတာနဲ့ပြောရတယ်ကာမအာယုံနဲ့အာယုံပြုတာလောကုတ္တရာပေါ့နိဗ္ဗာန်ကိုအာယုံပြုတာအဲ့ကြောင့်မလို့ကာမကိုအာယုံပြုတဲ့စိတ်တွေမှာကြတော့ဝိတ္တိယပါအတိရှင်တမဝါစာရှင်ရင်တမအာဒီဝမရှိဘူးတမအာဒီဝရှင်တမကမ္မနာမရှိဘူးအဲ့လိုအတိရှင်တာဒီကောင်လောကုတ္တရာစိတ်ကတော့နိဗ္ဗာန်ကိုအာတခုတည်းဟူတာအာယုံပြုတဲ့အတွက်ကြောင့်အာယုံမပြားလို့ပါဖြစ်တာတပေါင်းနဲ့ရှင်နေနားလည်နော်ကဲနောက်မိဂုံးတစ်ပိုင်းရဲ့အဖြေနော်မိဂုံးတစ်ပိုင်းရဲ့အဖြေကတော့အပ္ပမညာတို့အပ္ပနာတို့ရောက်သောအပ္ပမညာတို့ဤသောမနတနှင့်ခင်း၍မဖြစ်ခြင်းအကြောင်းရင်းကိုလည်းရှင်းပြခဲ့ပါအပ္ပမညာနော်အပ္ပမညာရဲ့သဘာဝသောမနတနှင့်ဒီကွာဖြစ်သောညှင်းဆဲခြင်းမမွေ့လျော်ခြင်းတို့ကိုပယ်တတ်အပ္ပမညာဆိုတာဘာလဲတော့ကရုဏာနဲ့မုဒိတာမောလားကရုဏာနဲ့မုဒိတာဆိုတော့တနာခြင်းနဲ့ဟလားသူတော်ဘာဒုက္ခိတတ္တဝါကိုအာရုံပြုပြီးဝမ်းသာခြင်းပေါ့ဗျာအဲ့ဒါဆိုတော့သူတို့ကဒေါမနတနဲ့တကွာဖြစ်တဲ့ညင်းဆဲခြင်းတွေအဲ့ဒေါမနတနဲ့ပတ်သက်ပြီးတော့မမွေ့လျော်တာတွေနဲ့မမွေ့လျော်ခြင်းတွေကိုဘာဖြစ်လဲပယ်တတ်တဲ့အတွက်ကြောင့်နောက်ဒေါမနတနဲ့စัญญပဲဖြစ်သောသောမနတနဲ့သာရှင်သင်သောကြောင့်ဘာဖြစ်လို့သောမနတနဲ့ကင်း၍မဖြစ်ရခြင်းဖြစ်ပါတယ်နားလည်လားမသိဘူးနော်ကဲ59မှာမေုံလေးဖတ်ရအောင်ဒီနာမေတ္တာစေတသိက်တို့သည်အဘေစိတ်များ၌အဘေစေတသိက်များနှင့်အမှုတော်ဝါသဟတိ၍အဘေစိတ်များ၌အဘေစေတသိက်များနှင့်အတိတိနာနာပြပါတိဧလုံးကရှင်းပြခဲ့ပါโอเคเนาะအဲ့ဒါလေးကိုကျွန်တော်ပထမတစ်ပိုင်းပြောပြပါမယ်ထိနာမေတ္တာစေတသိက်အဲ့ဒါဆိုလို့ရှိရင်အဲ့ထိနာမေတ္တာနော်စေတသိက်ဘယ်စိတ်တွေမှာရှင်မယ်လို့ထင်တယ်ထိနာမေတ္တာပင်စသူသသင်္ကာရိကစိတ်တွေသူတယ်ကျွန်တော်ကသင်္ကြန်နဲ့ပြောတာကိုနော်ကျွန်တော်တို့မှတ်မိတာလေသိထင်ကြီးပြီလေကျွန်တော်တို့ကသင်္ကြန်နဲ့ပါဠိနဲ့မှတ်တာပါဠိနဲ့မှတ်တာတော့ကျွန်တော်တို့အဲ့ပါဠိလေးပေါ်လာရင်ဘယ်စိတ်မှာရှင်လဲထိနာမေတ္တာဟာသသင်္ကာရိကစိတ်5ပါးမှာရှင်ဘယ်စိတ်မှာရှင်လဲသသင်္ကာရိကစိတ်5ပါးမှာအဲ့တော့အကုသိုလ်12ပါးမှာဒေါဘမှုမှာသသင်္ကာရိကဘယ်နှပါးရှိလဲ4ပါးဒေါသမှုမှာဒါပဲမောဟမှုမှာသသင်္ကာရိကအသင်္ကာရိရှိလားရှိဘူးအဲ့တော့နော်သသင်္ကာရိကလောဘမှုသသင်္ကာရိကစိတ်4ပါးနဲ့ဒေါသမှုသသင်္ကာရိကစိတ်1ပါးပေါင်း5ပါးမှာနော်ပေါင်း5ပါးမှာရှင်တယ်သို့တော့အဲ့မှာဘာဖြစ်မလဲဆိုလို့ရှိရင်တဲ့နော်ရှင်မုံလေးတော့နည်းနည်းကွဲတယ်တာသင်္ကာဒေါသမှုတာသင်္ကာရိကစိတ်မှာဆိုလို့ရှိရင်ပရိကတံမျိုးဟုတ်လားဒေါသမှုတာသင်္ကာရိကစိတ်မှာဆိုရင်သူ့ရဲ့ဒေါသဥဒ္ဓဖြစ်တဲ့အိတ်တာမစ္စရိယကိုကုဆအိတ်တာမစ္စရိယပါကိုကုဆအဲ့ဒီသုံးလုံးရဲ့နဲ့သူကဘာဖြစ်မလဲထိနာမိတ်တဲ့ကဘာလို့ရှင်မလဲဆိုရင်တဟဆိုတော့ပါအတူတကွာဖြစ်ပြီးတော့ရှင်နေဒေတိကရဝိပယုတ်တသင်္ကာရိကစိတ်2ပါးကြတော့ဟုတ်တယ်နော်ဒေတိကရဝိပယုတ်တသင်္ကာရိကစိတ်2ပါးကြတော့ဘာဖြစ်မလဲဆိုရင်မာနနဲ့အတူတကွာတဟဖြစ်ပြီးတော့ရှင်ဟုတ်ပြီနော်မာနောစလူတုဒေတိကရဝိပယုတ်တွေသူမာနဟာ၄ပါးသောဒေတိကရဝိပယုတ်စိတ်မှာရှင်တယ်လောဘမှုတွေကအဲ့ဒါသူကအဲ့ကောင်နဲ့သူကလောဘမှုမှာရှင်တဲ့တော့ခုနပြောတဲ့သသင်္ကာရိကစိတ်2ပါးမှာကြတော့သူကဘာလို့မလဲဆိုလို့ရှိရင်မာနနဲ့သူကသဟရှင်
အဲ့ဒါဆိုရင်ဂရာစီစင်နာကြဘလို့လဲအတိတိနာနာစင်နာကြဘလို့လဲဒေတိကရတံပြုတ်စိတ်တန်သင်္ဃာရိကတာသင်္ဃာရိကတော့တန်သင်္ဃာရိကပဲဒေတိကရတံပြုတ်စိတ်တန်သင်္ဃာရိကနှစ်ပါးမှာရှင်တဲ့ခါကျတော့မာနနဲ့မရှင်တဲ့အတွက်ကြောင့်တတိတခြားနာနာရှင်နေမာနပါတော့မရှင်တော့ဘူးနော်ထိုစိတ်နဲ့မရှင်တဲ့ကြောင့်တတိတခြားနာနာရှင်နေထိုတိလိုပဲပရိကတံပြုတ်တန်သင်္ဃာရိကစိတ်မှာရှင်တဲ့အခါမှာလေဣတ္တမစ္စရာကုက္ကုတ္တစရိသိန်းလုံးနဲ့၎င်းဒေတိကရဝေပြောတန်သင်္ဃာရိကစိတ်နှစ်ပါး၌ရှင်သောအခါတော်မှလည်းမာနနဲ့၎င်းတတိတခြားနာနာဖြစ်ကြပါသေးသည်တဲ့နော်ကိုလိုအဲ့ဒီအိဗယ်နားလည်လာတော့မသိဘူးနော်